ရုပ်ကလေးရလဲလားခနာကလေးရလဲလားချစ်စရာလေးနော်ဓမ္မဆန်ဆန်လေးနဲ့လာနော် မျက်နှာရိုက်ပြလို့ရရတဲ့ဘာလို့နောက်ကြိုးကြီးရိုက်ထားတာဘာမှန်းမသိဘူးနော်